အရင်ကဆိုလို့ရှိရင်ကျမကလည်းပဲပေါ့နော်တခုခုကိုစတင်ရမှာအရင်ကြောက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့စားလိုက်လို့ရှိရင်မာတော့မှာပြီးတဲ့ခါကျတော့လှုပ်လိုက်လို့ရှိရင်မအောင်မြင်ပါပေါ့နော်စသဖြင့်တွေးပြီးတော့မှတစ်ချိန်လုံးကြောက်ခဲ့တယ်အဲ့အတွက်ကြောင့်မို့လို့ကျမဘေးတော့မှအရှင်မယူခဲ့ဘူးပေါ့နော်တို့ပေမဲ့လည်းပဲကျမအခုအရှင်ယူပြီးနောက်ပိုင်းမှာသိရှိလာတာကြတော့ကျမတို့လှုပ်ဖြစ်ခဲ့တဲ့အမားတွေကျမတို့အနေနဲ့လှုပ်ပြီးတော့မှကြုံတွေ့ခဲ့ရတဲ့ကြရှုံးမှုတွေအားလုံးကဒါအောင်မြင်မှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုဒါကျမသိရှိခဲ့ရတာဖြစ်တယ်ပေါ့နော်ကျမအနေနဲ့ဆိုလို့ရှိရင်ဒီ business ကိုစတင်ကစားအချိန်တုန်းကဆိုလို့ရှိရင်ဒီပေါ့နော် training တွေနဲ့ပတ်သက်ပြီးတော့မှကိုမြင်မြင်သွားခြင်းတဲ့စိတ်ကအရင်ဖြစ်တာပေါ့နော်ဖြစ်တဲ့အချိန်ဆိုလို့ရှိရင်ဒီ training တွေကို step by step မသွားဘဲနဲ့ကြော်ပြီးတော့မှလှုပ်တယ်ပေါ့နော်အဲ့လိုအတွက်ကြောင့်မို့လို့ဒါအရှိပိုင်းမှာဆိုလို့ရှိရင်အမားတွေအများကြီးကြုံခဲ့ရတာဖြစ်တယ်အဲ့ဒီအမားကြီးကြုံခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျမရဲ့ coach ကကူညီပေးပြီးတော့မှလှုပ်တဲ့အချိန်ကျတော့နောက်ဆုံးပြန်အဆင်ပြေသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတဲ့ခါကျတော့ကိုကမလှုပ်ကြည့်ပဲနဲ့မားမှဆိုလို့ဆိုပြီးတော့မှကျမတို့ action မယူဘူးဆိုလို့ရှိရင်ဘာမှလည်းပဲကိုအတွက်ထပ်ပြီးတော့မှတိုးတက်လာမှလည်းမဟုတ်ဘူးပေါ့နော်ကိုကမကြောက်တယ်ကြရှုံးမှကြောက်တယ်တို့ပေမဲ့လည်းပဲဒါ action ယူခြင်းကပဲကျမတို့အတွက်ဒီအရာကနေတင်ကန်းစာတွေရရှိတယ်အဲ့ဒါလေးကိုဒါအလုံးကိုပြပြပေးချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့အတွက်ကျမတို့လှုပ်လိုက်တဲ့အမားတွေတိုင်းကကျမတို့အတွက်တင်ကန်းစာတွေပေးတာဖြစ်တယ်ပေါ့နော်ဒီအရာကကျမတို့ကိုအောင်မြင်မှုကိုတွားနေတဲ့လက်တစ်လျှောက်မှာဆိုလို့ရှိရင်အစိတ်ပိုင်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့အရာကိုအလုံးကိုပြပြပေးချင်တယ်အဲ့ဒါဆိုတော့အတင်းတို့အနေနဲ့လည်းပဲပေါ့နော်ကိုကမစတင်ရသေးပဲနဲ့ကြာရှုံးမှကြောက်လို့မအောင်မြင်မှကြောက်လို့ဆိုပြီးတော့မှဒီအခွင့်အရေးကိုပေါ့နော်မယူဘဲနဲ့မနေပါနဲ့လို့အလုံးကိုအကြံပေးချင်တယ်ကိုကလှုပ်ကြည့်မှာပဲကျမတို့အတွက်ဒီပေါ့နော်ကိုလုံနိုင်ပါလားဆိုတဲ့အရာတွေသိရှိလာမှာဖြစ်တယ်လို့ဒီအရာကပဲကျမတို့ကိုဘယ်လိုခေါ်မလဲအောင်မြင်မှုလမ်းကြောင်းရှိကိုပို့ပေးတာဖြစ်ပါတယ်အဲဆိုတဲ့ဟာကြတော့တင်းအနေနဲ့လည်းပဲပေါ့နော်ကိုကလက်ရှိနေရမှာပဲတစ်ချိန်လုံးမရက်နေခြင်းမို့ကိုကစူးစမ်းခြင်းနဲ့တိုးတက်ခြင်းနဲ့ဒါပေမဲ့တစ်ဖက်မှာကြောက်စိတ်ကလည်းလွန်ကဲနေတာဆိုတာကိုကျွန်မနားလေတယ်အဲ့အတွက်ကြောင့်မို့လို့ဒါကိုကအရှင်ကိုဖြည်းဖြည်းချင်းစီပေါ့နော် step သေးလေးစီယူပြီးတော့မှဒါအလုံးကိုစတင်ကြည့်ပါလို့အကြံပေးခြင်းနဲ့ကျွန်မလုပ်တဲ့ဒီ digital marketing လုပ်ငန်းကိုစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒါအချိန်မရွေးကျွန်မဆက်သွယ်မေးမြန်းလို့ရတယ်ကျွန်မအနေနဲ့က mentor တယောက်အနေနဲ့အကောင်းဆုံးကူညီပေးတော့မှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်ပါ